မနက်ကဖြစ်တဲ့ကိစ္စကအခုကြတော့လေဒီရေမြောင်းကိုတဲ့ तू ကစပြီးတော့ပြောတာကျမကိုရေမြောင်းကိုတဲ့လာပြီးတော့တဲ့ဒီဟိုရေမြောင်းပေါ်ကပန်းအိုးတွေဖဲ့ပေးဆိုတော့ကျမအဲ့ဒါနဲ့တဖဲ့ပေးလိုက်ဆိုဖဲ့ပေးပြီးတော့လွတ်ပြစ်တာလွတ်ပြေးလို့ကျမကလေးတွေကိုအဲ့တိုင်ပြောတော့ကလေးတွေကလည်းတဲနေတော့ဟို तू ကအဲ့ဒါနဲ့ကျမကိုစကားဆတာကျမသူ့ကိုစကားဆပြီးတော့ဘာမှမပြောဘူးဘာမှမပြောတော့ဒီဥစ္စာကလေးတွေဟိုခင်ဗျားတို့ကတဲ့ဒီဥစ္စာကိုတဲ့ဘာကိစ္စတဲ့ဒီဘက်ကိုလာပြီးကျူးကျော်ထားရလဲတဲ့ဟာကျမတို့အိမ်ရှင်နဲ့9ပေလောက်กว่าတဲ့လမ်းပေါ်မှာကျမတို့ကလမ်းပေါ်တင်တာလည်းမဟုတ်ဘူးရေမြောင်းလေးရှိတယ်အဲ့ရေမြောင်းလေးပေါ်မှာကျမတို့ကမျက်စိအရန်ပူတဲ့အချိန်မှာမျက်စိအေးဖို့အတွက်ကိုတစ်ပင်လေး5-7စိုက်ထားတယ်အဲ့စိုက်ထားတာလေကျမတို့မြောင်းပေါ်မှာတစ်သားလေးခင်းပြီးတော့ကြနနတက်ရစိုက်ထားတာအဲ့ဒီကိစ္စကိုလည်း तू ကမကျေနပ်ဘူးเนาะအဲ့ရနေပြီးတော့ तू ကစပြောတာနေခင်ဗျားတို့ကလည်းဒီဘက်ကိုလည်းဘာလို့ကျူးကျော်လာရလဲတဲ့ကျူးကျော်တာကသူတို့ကျူးကျော်တာသူတို့ကကျူးကျော်ပြီးတော့တခိုးကလူပြန်ဟစ်တာနော်ဘာလို့ကျူးကျော်တာလဲတဲ့ပြီးတော့ကြတော့လေဒီရေမြောင်းလောက်တာကိုလေခင်ဗျားတို့เจ้าကိုလာမပြောဘူးတဲ့ဟင်းဒီရေမြောင်းဒီလမ်းကိုစပြီးတော့ရက်ွက်ကိုပေးမယ်ဆိုတော့ကဖုန်ကြီးကနေပြီးတော့ဝင်းမွန်ရေးဒီလေရေမြောင်းကိုဒီလမ်းကိုဒီလိုလုပ်ပေးမယ်ငါရေမြောင်းလုပ်ပေးမယ်လို့ဖုန်ကြီးဥကုသလကိုယ်တိုင်ကကျမကိုလာပြောတာလာပြောတော့အဲ့တုန်းကလည်း तू ကဥကုအဲ့တုန်းကလည်းကျမကနေပြီးတော့ကဲဖုန်ကြီးရဲ့တပီးတော်ကတော့ဘသူ့ဘက်မှာဘာမှတော့လိုက်တာမဟုတ်ဘူးအများကဖြစ်တဲ့အတိုင်းတပီးတော်ဖြစ်ရမှာတပီးတော်ကတော့ဖုံဖုံနဲ့ဘာမှမပြောတတ်ဘူးမပြောရဲဘူးကျမအဲ့လိုပဲပြောလိုက်တာပြောလိုက်တော့ तू ကအဲ့လိုမျိုးအုတ်တိုင်းတွေပါတွေခက်ပြီးတော့အပေါက်တွေပိတ်မယ်ဆိုတော့လေကျမတို့ဟိုရောက်ဒီရောက်နဲ့ဟိုမြို့နယ်တန်ခါနာယကတွေရောဖုံဖုံတို့ဗျာကဲပါအောင်ဗျာတပီးတော်တို့ကဒီလိုဒီကြောင့်ပါဗျာဒီကိစ္စကကာရေးနိုင်မီးထင်းရေးအတွက်ပါဗျာအဲ့ဒါကြောင့်လို့တပီးတော်တို့လာတတ်ပေးပါဒီဖုံဖုံကိုအဲ့ဒါနဲ့ကျမတို့တောင်းမယ်တော့လည်းမရဘူးအဲ့တော့အဲ့ဒါလေးကိုလောက်တတ်မှမဆိုလို့အဲ့ဒါနဲ့မြို့နယ်တန်ခါနာယကနေလာပြီးတော့ဖြောင်းမြပြီးတော့ဒီလိုတော့မလုပ်သင့်ဘူးဒါတာရေးနိုင်သွားတဲ့လမ်းမီးထင်းရေးသွားတဲ့လမ်းမလုပ်သင့်ဘူးအဲ့ဒါလာဖြောင်းပြတော့အဲ့ကိစ္စပြီးသွားရောပြီးသွားတဲ့ခါကျတော့အခုကဲဒီအုတ်တိုင်းကြီးကိုရှေ့တိုးတယ်လွန်ခဲ့တဲ့အနှစ်40ကနောက်တဲ့လွန်ခဲ့တဲ့အနှစ်ဟို2016ခုနှစ်ကတခါဒီရှိကိုအုတ်တိုင်းကျမတို့ရှိကိုအုတ်တိုင်းလာခတ်တယ်အုတ်တိုင်းခတ်ပြီးတော့မှတခါအခုကျတော့အဲ့တကားဘက်ကိုအနောက်ဘက်ဖုတ်ရက်ွက်တဲ့ဝင်တဲ့လမ်းကိုအသေးပိတ်မယ်တဲ့အသေးပိတ်မယ်ဆိုတော့ကျတော့အဲ့နဲ့ရက်ွက်နဲ့ဖြစ်ကြရောရက်ွက်နဲ့ဖြစ်ကြတော့ကျမကဘာမှဖြစ်เสียအကြောင်းမရှိဘူးကျမက5လမ်းလောက်လှမ်းလိုက်တာနဲ့ကျမလမ်းမကြီးပေါ်ရောက်ပြီเนาะအခုကဖြစ်တာဒီရေမြောင်းကိစ္စကိုအခုကျတော့ရေမြောင်းကိုသူတို့ကမပြောလို့တဲ့သူတို့ဘုံကြီးကိုယ်တိုင်ကရေမြောင်းလုပ်ပေးမယ်လို့ပြောတာလာမလုပ်မပေးလို့ကျမတို့ရက်ွက်နဲ့ဦးစီးပြီးလောက်ကြတယ်အခုကျတော့အဲ့ရေမြောင်းကိုသူတို့ပေါက်ဖောက်ပြီးတော့ဒီရေမြောင်းထဲကိုသူတို့ရေဆိုးတွေလာပြီးတော့ထဲဖို့အတွက်ရေမြောင်းထဲကိုလာထည့်ထားတယ်เนาะအဲ့တော့သူတို့ကငါဖုံကြီးငါယဟန်ငါဘာပြောငါဘာလုပ်ခန်းနေရမယ်တို့ဘာမှပြန်မပြောနဲ့ပြန်ပြောရင်ပြန်ပြောတဲ့လူကရိုင်းဆိုင်နေဆိုပြီးတော့ဖြစ်တာပြန်ပြောရင်ကျမတို့လည်းတဲကြီးခံနိုင်တယ်လို့တဲကြီးခံမယ်တဲကြီးမခံနိုင်ရင်ကတော့ကျမတို့ကပြန်ပြောမှာပဲဖုံကြီးယဟန်တိတ်ခါနဲ့အညီနေတယ်ထိုင်တယ်ပြောတယ်ဆိုရင်ကျမတို့ကသူတို့ကိုဘာမှပြောစရာကျမတို့လည်းအကြောင်းမရှိဘူးเนาะကျမတို့ကလည်းသူတို့ကိုဘာမှပြောဆိုနေရမဟုတ်ဘူးသူတို့ကလောဘကြီးနေတာ